တသိန်းကျော်နဲ့တသိန်းအောက်မှာကျွန်တော်တို့အကျန်းသုံးလိုင်းသုံးဖုန်းပြောဖို့အတွက်ဖုန်းဝယ်မယ်ဆိုလို့ရှိရင်ဒီ iPhone 6တို့ iPhone 7တို့ကအရွေးတင်ဆုံး model ထဲမှာပါပါတယ်ဗျဒီကောင်လေးဆိုလို့ရှိရင် iPhone 7 Jet Black ကိုမှအလုံးလေးထားလေးကိုကျွန်တော်တေချာလေးပြပေးထားပါတယ်အလုံးလေးကမစိုးပါဘူးဗျဒီကောင်လေးက 32GB ကိုမှ no error offer ကျွန်တော်တို့ဒါ fingerprint တွေပါတယ်အကုန်ရမယ် battery လည်း80ကျော်ရှိပါသေးတယ်ဗျ iPhone 7ကကျွန်တော်တို့ဒါ version ကလည်းကျွန်တော်တို့ဒါ15ကျော်ကြီးရတာဖြစ်တဲ့အတွက် KB ဝစ်ပေးပါဝင်တခြားသောကျွန်တော်တို့ဒီပုံမှန်သုံးနေကြ Facebook တို့ Viber တို့လို့ software အကုန်လုံးနှီးပါသုံးလို့ရပါတယ်ဗျကင်မရာလည်းပြောကြမလို့ပါဘူးကြည့်တောက်ရှင်းပါပဲရောက်ပေးမဲ့ဈေးက iPhone 7 32GB no error offline လုံးလေးတွေကို185,000ကျပ်နဲ့ပဲရောင်းပေးပါမယ်ဗျလက်ရှိအနေနဲ့ကျွန်တော်ဒီမှာ3လုံးရှိပါမယ်နောက်တစ်လုံးနေနဲ့ကတော့ကျွန်တော်ဒီကောင်လေးရှိမယ် iPhone 7ကိုမှကျွန်တော်စတိုရေးများဆိုလို့ရှိရင်ဒီကောင်လေးရှိမယ် 120GB ကိုမှ no error offline ပါဗျနော် iPhone 7 120GB no error offline fingerprint ညာအကုန်ရတယ် battery လည်း80ကျော်ရှိဦးမှာဗျပုံမှန်ဆိုလို့ရှိရင်ဒီကောင်လေးတွေက2သိန်းကျော်မှရှိပေမဲ့လို့2သိန်းကျော်မှရှိတယ်ပေါ့နော်အခုကျွန်တော်ရောင်းပေးမယ့်ဈေးက body လေးရောလို့ဒါ1,95,000နဲ့ပဲရောင်းပေးပါမယ်ဗျဒီကောင်လေးကတော့ iPhone 6ပါဒီကောင်လေးကကျွန်တော်ပုံမှန်လိုင်းသုံးဖုန်းပြောအဆင်ပြေမယ်ဗျနော် fingerprint ညာအကုန်ရတယ် no error offline လုံးရောင်းပေးမယ့်ဈေးလေးက9,500ကျပ်ပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ဒီဖုန်းတွေအားလုံးအတွက်အာသွင်းကြိုးကောင်းနဲ့ကျွန်တော်အနေနဲ့ APN လက်ဆောင်ဖွင့်ပေးပါတယ်ဒါအမားခံဆိုလို့ရှိရင်လည်းကျွန်တော်တို့အနေနဲ့ဒါ15ရက်ပေးပါသေးရဲ့ဗျရန်ကုန်ဆိုလို့ရှိရင်အယောင်ငွေချင်းနဲ့ပို့ပေးပါတယ်ကျေးဇူးများတင်ပါတယ်